အလုတ်ကျန်းနေလုံနိုင်မှာမမဘွားရဝင်ခဲ့ပါမောင်ရဲ့အဲ့ဒါတော့ဟဲ့ဘေဘီဒီကတည်းရောအလုတ်တွေလုံဟုတ်ဒီမှာပါဒါအမေနဲ့ပေါ့နော်မမေကမြေပဲနှုတ်ပြီးသားလေးကိုထိုင်စွတ်နေရပါတော့ကျမယောက်ျားတော့မြေပဲနှုတ်ပြီးတော့မမေကိုတတ်ပို့တာပေါ့ဒါကတော့မမေနဲ့ကျမယောက်ျားနဲ့မြေပဲနှုတ်ပြီးတော့စွတ်ထားတဲ့မြေပဲလေးတွေပေါ့နော်အများကြီးပါပဲဒါကတော့သူနောက်တစ်ခါမြေပဲထပ်နှုတ်မှာပေါ့နော်အစိုးကလည်းဝတ်လိုက်ရသေးအသားလည်းမဲတဲတူးနေရပဲမမေကတော့အလိုရန်ကြိုးစားပါတယ်ညီတို့ငငယ်လေးတွေကပေါ့နော်အကောင့်သေးလေးဆိုပေမဲ့အစိတ်ပြင်းပါတယ်မမေကိုကြောက်ရတယ်ပေါ့နော်မြေပဲထိုင်စွတ်နေရမြေပဲပြုတ်စားခြင်းတဲ့သူတွေပြောနော်ဒါကတော့ကျမယောက်ျားပေါ့နော်မမေကအလုပ်တွေတင်ပေးတာပေါ့မလုပ်တဲ့နဲ့သူခင်ဗျာလှုပ်ရှားပါတယ်အလုပ်ရန်ကြိုးစားပါတယ်ပေါ့ကျမတို့ဘာလုပ်လဲမေးတဲ့သူတွေပေါ့နော်ငင်းတို့ကိုင်းလုပ်ပါတယ်ရှင်ဒါကတော့ကျမမမေနဲ့ကျမယောက်ျားကိုဘလော့ရိုက်ထားပါပေါ့နော်